ရက်နေ့မှာစကားပြောင်းထက်ခဲ့တဲ့နောက်ပိုင်းမှာညပိုင်းထိပြင်အား Richter scale 9.9ရှိတဲ့ငလျင်ပေါင်းအကြိမ်80လောက်အပါအဝင်နောက်ဆက်တွဲငလျင်တွေအကြိမ်400ကျော်ထပ်ခဲ့တယ်လို့မြို့နယ်သားပညာရှင်ဦးဝင်းနိုင်စီကပြောရပါတယ်။ Richter scale 9.9ရှိတဲ့ငလျင်တွေမှာ Richter scale ရှိတဲ့ငလျင်တစ်ကြိမ်အား9ကနေ9.9ရှိတဲ့ငလျင်12ကြိမ်အား4ကနေ4.9ရှိတဲ့ငလျင်68ကြိမ်အား3ကနေ3.9ရှိတဲ့ငလျင်188ကြိမ်အား1ကနေ2.9ရှိတဲ့ငလျင်ကတော့162ကြိမ်ရှိတယ်လို့ဆိုပါတယ်။စကိုင်းပြည်အပြီးသတင်း2ပတ်လောက်အတွင်းမှာနောက်ဆက်တွဲငလျင်အကြိမ်423ကြိမ်ရှိပြီးဒါရီဟာထိုင်းမိုးလေဝသဌာနငလျင်ဌာနရဲ့ချက်လက်တွေများနေတာဆိုပါတယ်ရှင်။
မပြင်းနဲ့လို့အကန်နေမပြင်းနဲ့လို့တော့ပြောလိုက်ပါရီ去到了小心မင်းတို့မတက်ဘူးလားရနဲ့မင်းတို့မတက်ဘူးလာလာမင်းငါ့ကိုကြည့်တတ်တော့မယ်တော့ရတယ်မင်းတို့မာယာမနာနဲ့ယောက်ျားပေါ်လာရယောက်ျားပွဲပါဘာပြမကျင်းတွင်းဘယ်လာလဲပြပါကဘယ်လာဆောင်ချထွားလာရလာ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 ဟဲ့လောက်တောင်းလာပြပါတော့ချာရဟဲ့လာရပေါပြောလိုက်ကြီးဟာတော့ဒီကလက်ပြပုံပြတာလောပါသားလားလာထွက်ခဲ့လားဒါအဲ့ချက်အဲ့ဒါနော်ဘယ်မှာကမများလာရကိုပါဝေးမင်းတို့လည်းအေးစိတ်ချရင်မတက်ဘူးငါလောမမင်းတို့ဘယ်တော့တက်နေရတာလောမလားတဲ့ဟဲ့လောက်နေဘာမလို့ရှေ့ကြည့်တရားရှေ့ကြည့်ယူလာကကြိုးယူလာကလောက်ရလက်နဲ့မြောက်တာတစ်ဖက်မြောက်တာကွာတစ်ဖက်အားကျွတ်ဘာပါဟိုလိုဘာအဲ့ကုန်ချွတ်ပဲကုန်ချွတ်တော့ခံရသွားတယ်ကုန်ချွတ်ပါခဏတော့အကိုအဲ့ဒီမှာပါရှိရကုန်ချွတ်ဒီတုန်းတက်ပြီးတယ်ဘေးကြည့်တာသူပဲရမယ်မင်းအားရှိပါဘုရားပုံတော်ဟိုမှာအများကြီးရှိတယ်ကိုးကွယ်လို့ရကြိုက်လို့ကိုးကွယ်လို့ရဒီဘုရားတဲ့သူရဲ့ဘုရားကြီးရမဟုတ်ဆိုင်ရတွေ့ရဝမ်းနိုင်စိတ်မကောင်းဘူးကွာဒီတော့အော်စိတ်မကောင်းလက်ပြပုံနဲ့ပြီးဟိုတော့ကောင်စားလိုက်ငါကောင်းတော့ထိပါတယ်နေရမလားဟုတ်တယ်ကတော့ထိသွားလက်ပြပုံတက်ပြီးထားကြောက်ခေါ်တော့ဟုတ်လားကြိုက်မေကိုလို့စောက်ခွန်လေးပြအဝိုင်းပြ